19 ရက် 12 လ 2025 တရက်တာနဲ့ပတ်သက်တဲ့တနေ့တာကဏ္ဍမလေးကိုဟောပေးသွားမှာဖြစ်ပါတယ်။အချစ်ရေးကန်စာတာလေးတွေတက်နေတယ်။လူချစ်လူခင်များမယ်။သမီးကြီးစားချစ်သူတွေကောင်းမွန်တဲ့တနေ့တာကိုကြော်ဖြတ်ခွင့်ရမယ်။စိတ်ရဲ့ငြိမ်းချမ်းမှုအေးမြမှုကိုခံစားရမယ်။ချစ်သူရဲ့ဖေးမကျင်နာမှုကိုခံရမယ်။တချို့သူတွေတငယ်ချင်းကနေချစ်သူဖြစ်လာမဲ့အခွင့်အရေးမျိုးတွေရှိနေတယ်။ကိုတစ်ဖက်သက်ချစ်ရတဲ့သူထံကနေအခွင့်အရေးကောင်းလေးတွေရလာတတ်တယ်။ဒီနေ့အတွက်ဆောင်းရှောင်းမဲ့ຢာကတော့တချို့သောအခြေအနေတွေမှာတစ်ဖက်သူကိုကိုဘဝတွေကနေထွက်သွားဖို့တွန်းအားပေးတာမျိုးမလုပ်မိပါသေးနဲ့။စိုးရိမ်ပူပန်စရာတွေရှိလာတဲ့အခါမှာအနားယူပေးပါကိုချစ်ရတဲ့သူတွေနဲ့အတူတူတိုင်ပင်ဆွေးနွေးပါ။ Lucky number နဲ့ Universe message ကိုဒီဗီဒီယိုရဲ့အဆုံးသတ်မှာထည့်ပေးထားပါတယ်။တနေ့တာလုံးစိတ်ပြေချုံမွေးကြပါစေ။ဒီဗီဒီယိုကိုဆုံးတဲ့ထိကြည့်ပေးတဲ့အတွက်ကြောင့်မို့လို့အားလုံးကိုကျေးဇူးတင်ပါတယ်။